qua lại qua lại YouTube su yeah Ali làm su ဒါပေမဲ့သူ့ရဲ့ပုံကအဆင်ပြေပြီဘောကျဝဲဆန်တယ် ဒါကတော့ကျမတို့တိုကျိုနဲ့အနီးဆုံးတဲ့ကမ်းခြေတစ်ခုဖြစ်တဲ့ဆူရှိကမ်းခြေကိုတွားခဲ့တဲ့ vlog လေးပါ ပင်လေကြီးကိုရောက်ပါပြီလေကအေးနေပဲဒါကတော့ဟိုဟာဤခေဘူးကရကနေဓာတ်ရိုက်ရောက်တယ်ပေါ့နော်မင်းဆိုအခုဤခေဘူးကရကနေဓာတ်ရိုက်တနာရီကျော်လောက်ပဲ ဒီကမ်းခြေမှာကလေကိုယ့်ရဲ့တန့်နေတာယူလာကြမလို့ပေါ့နော်တဲစရာဆိုင်လေးဆိုတာလေအများကြီးပဲပြီးတော့ဆိုင်ကန်းလေးတွေကလည်းလက်လာနေ ရမများဟုတ်တယ်လားဘေးဟာဘယ်နေရာနားတဲ့နေရာအဆင်ပြေလဲလို့ချက်လမ်းလျှောက်ကြည့်လာပါအဲ့တို့ဘာကပေါင်းဆုံးနဲ့ပြောနေမြန်မာလိုပြောလို့ အဲဒီဆိုင်လေးမစိုးဘူးမြစ်ချစ်ဆန် နော်ဟာလေးလည်းမစိုး ဒါပေမဲ့သူ့ရဲ့ပုံကအဆင်ပြေပြီဘောကျဝဲဆန်တယ် လိုက်ပလိမ့်မှုဖြစ်ပွားဆူရှိအေးဒါလေးလည်းမစိုးတာကြီးများနေတော် ကမအတွင်းနော် ဟုတ်ရုပ်ချောတဲ့နေရာသေးမယ်ပေါ့ ဒါပဲ အတန့်ယူလာရင်ဆိုလိုမျိုးခုပါတာကူနော်ကန်းချင်မှလို့ဒါပေမဲ့ပူတော့ပူတာပေါ့ဘယ်ကဘာမှမသိအောင်မေ့ပါ YouTube ဆိုရင်တော့လိုက်လာကြောက်လို့ဒီဘက်ကတော့ပြီလို့ဒီပန်းရောင်တွေကတော့လှပဲမဲ့သူက ဒီဆိုင်လေးတွေမှာတဲမဲ့ဆိုရင်တယောက်ကိုရန်ထောင်ပေါ့နော်အဲ့ဒီမှာကလော့ကာနဲ့ရှာဝါပါအပြီးပေါ့နော်တော့စားစရာတွေကတော့တက်တက်ကိုပါတာကိုစိတ်ကြိုက်မှစားလို့ရတယ်ပေါ့နော်ကိုပါတာကိုတဲနဲ့ကိုယူလာတဲ့ဆိုရင်လည်းအစင်တော့ပြေတယ်ပေါ့နော်ဒါပေမဲ့ရေချိုးတာအထုပ်တွေကကြတော့ပစ္စည်းသိမ်းတာတွေကြောင့်နည်းနည်းကတိကထဖြစ်မှာပေါ့နော်ကန်းချီမှာရေချိုးဖို့ရေပန်းလေးတော့ရှိရပေါ့နော်ဒါပေမဲ့ तू ကညနေ3နာရီမှစားဖွင့်နေတာအနေနဲ့ဆိုရင်တော့ဒီလိုဆိုင်လေးတွေမှာတဲလိုက်တာကကိုယ့်အတွက်ပိုပြီးအဆင်ပြေတယ်လို့ထင်တယ်ပေါ့နော်မဟုတ်ဘူးဆိုရင်တဲတွေရောအမှတကူတကတဲလာနေရမှာပေါ့နော်ဒါကတော့မိတို့မောင်နှမတွေရေထဲဆင်းမှုပြင်ဆင်နေကြပါပြီပင်လေရေကတော့အရန်ကြီးကြီးတက်နေတဲ့ထဲတော့မပါဘူးပေါ့နော်ဒါပေမဲ့တိုကျိုနဲ့နီနီနာလေးမှာကမ်းခြေသွားခြင်းနဲ့ဆိုရင်တော့ဒီကမ်းခြေလေးကတော့လူလည်းအရန်မများတယ်လို့လှတယ်ပေါ့နော် လက်ပုံကဖုန်းနဲ့ပဲရိုက်မလားโอเคခါလေးတော့ကျမတို့ရဲ့နားတဲ့နေရာလေးပေါ့ အားလုံးနဲ့နောက်ဗီဒီယိုလေးမှာတင်ပြကြမယ်နော်ဘိုင်ဘိုင်